ဖတ်တီမာကတဲ့ခလေးမွေးပြီးတော့မှတိုးတက်လာတာနင်ကတဲ့ခလေးမွေးပြီးသွားမှရှုံးနေဆိုတော့တဲ့နစ်ကန်လိုက်ပုံများတဲ့ तू ကဘယ်မှာသွားမှန်ထားလဲဆိုတော့ကျွန်တော်ဒီကနန်းနေဟောနော်ကျွန်တော်တို့အရင်တော့ကျွန်တော်တို့ပစ္စည်းတင်မိတဲ့လူတယောက်ရှိတယ်အဲ့လူကကျွန်တော်တို့ကနန်းမကောင်းတာတွေကျွန်တော်တို့ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တဲ့အချိန်မှာကနန်းတွေကပုတ်ပြီးလာတော့ကနန်းတွေဘလောက်အဲ့တော့ထိုင်းမနဲ့ဘလောက်ရှိမှ3000ဘူးလောက်ရှိမှာနော်3-400ဘူးလောက်ပဲရှိပါတယ်ထိုင်းဘတ်နဲ့အဲ့ဒါကိုကျွန်တော်ကပြစ်ထားတဲ့ဖိုင်နောက်ပြီးတော့အဲ့ဒီဖိုင်ကလေတစ်နှစ်ကျော်နေပြီနော်အဲ့ဒီကျွန်တော်ရဲ့သမီးဘိုက်တော်မကြည့်သေးဘူးနော်အဲ့တော့ဘိုက်တော်မကြည့်သေးဘူးခလေးကतू ကလေဟိုဗလိန်ကျင်တာဗလိန်ကျင်စောဘလောက်ကြီးလဲဆိုလို့ရှိရင်သူများကိုဗလိန်ဖို့ရေးဘယ်တော့ကတင်ထားတဲ့ဗီဒီယိုဖိုင်မလဲမသိအဲ့ဒီဗီဒီယိုဖိုင်မှာကျွန်တော်ဂရုံးကိတ်လေးနဲ့တွေ့လားဂရုံးတုံးပြီးတော့သပင်ထွက်ခါစားပဲရှိသေးတယ်နော်အဲ့ဒါ तू ကဗလိန်ကျင်တာဗလိန်ကျင်မမပြောနိုင်ဘူးဘယ်တော့မှပိုင်လဲနှစ်တည်းပါအဲ့ဒါကြီးမနေ့တည်းကဖိုင်မှာဟိုစားဖတ်တီမာကတော့တဲ့ဟိုခလေးမွေးပြီးတော့မှကုသကန်လိုက်ပြီးတော့မှချမ်းသာပါတို့ကခလေးမွေးပြီးတော့မှမွဲမယ်ဆိုမွဲသွားလားအဲ့ဒါမွဲတယ်မမွဲဘူးဆိုတာကိုယ့်ရဲ့ဟိုပြောမယ်ဆိုလုံးတဲ့အလုံးလုံးတဲ့ပုံမှာလည်းမူတည်ရလေဗယံမရာပေါက်ပန်းစီသုံးစားပြီးလို့ရှိရင်တော့မွဲသွားမှာပေါ့စီးစနစ်ကြကြနဲ့ဟိုရတဲ့ပါဇက်ကိုစီးစနစ်ကြကြနဲ့သုံးရင်တော့ဟိုရေရှည်သုံးရမယ်လို့တော့မဟုတ်ပါဘူးဒီအနောက်ကခလေးမွေးတဲ့နေ့ကိုဝယ်လာတာခလေးဘလောက်အကျိုးပေးလဲဆိုကြည့်ဒီအနောက်ကပြောပြလိုက်မလားဒါခလေးကောက်ဝေးတဲ့နေ့ပဲဝယ်လာတာနော်ဒါအဲ့ဒီအောက်မှာတချို့တော်တော်များများလဲရှိတယ်မွဲသေးမာတို့ဘာတို့ညာတို့မလောက်ပါနဲ့သူများအောင်မြစ်တဲ့အိတ်စရာမထားနဲ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ဘာဖြစ်လို့ဒီလိုအခြေအနေမျိုးရောက်လာတယ်သိလားမတ်မိုးနဲ့ကျွန်တော်နဲ့2ယောက်လုံးဒါလင်မယား2ယောက်လုံးနော်ကိုရှိမှာကိုမြန်မာပြည်သားတယောက်လူတယောက်အစင်မပြေတာတွေ့လို့ရှိရင်အယမ်းဝမ်းနေတယ်ကိုနဲ့မုန်းနေတဲ့လူကသေအောင်မုန်းတဲ့လူပဲဖြစ်ဖြစ်အဲ့လူဟိုပြောမှဆိုဒုက္ခရောက်တာတွေ့လို့ရှိရင်စိတ်မကောင်းဖြစ်တယ်ဟာငါတို့နဲ့မုန်းတယ်မအောင်မတဲနဲ့လို့ဝန်တာအဲ့လိုဘယ်တော့မှကျွန်တော်မှမရှိသူများအစင်မပြေတာတွေ့ရင်စိတ်မကောင်းဖြစ်တယ်သူများပြေလေတာတွေ့လို့ရှိရင်ကျွန်တော်တို့ပီတိဖြစ်တယ်ပီတိဒေါမနတာနော်ဟိုပြောမှဆိုလို့ရှိရင်ဝမ်းမြောက်တယ်ဗျာကြည့်ပြီးတော့မူရိတာဖြစ်တယ်အဲ့ဒီရဲ့အကျိုးကလူကိုကောင်းကောင်းပေးတယ်သွားပြီးတော့သူများအစင်ပြေတာသွားပြီးတော့သူများအစင်မပြေတာသွားပြီးတော့ဝမ်းတာမယ်ဆိုလို့ရှိရင်အခုတော့မကောင်းဘူးနော်ကိုတို့ကလည်းအဲ့လိုစိုးကျိုးတွေလာတာပဲသူများအစင်ပြေတာကိုတွေ့ပြီးတော့ဒေါသထွက်မယ်ဆိုလို့ရှိရင်လည်းမကောင်းအဲ့ဒီစိတ်တွေဘယ်တော့မှမမွေးကြနဲ့နော်ဒါကျွန်တော်ပြောတာရှင်းရှင်းလေးနည်းနည်းနောက်တစ်ခါဗလိမ့်မယ်ဆိုလို့ရှိရင်နော်ဗလိမ့်မယ်ဆိုလို့ရှိရင်အရင်ဆုံးဗီဒီယိုဖိုင်နဲ့အစအဆုံးကြည့်ပြီးမှဗလိမ့်ပါလို့အခုလိုမျိုးဗလိမ့်တော့ရှက်စရာကြီးဖြစ်နေတာပေါ့ဗျာမသိရင်ကိုကပဲနဲ့ရှုံးနေဆိုတော့နစ်ကန်လိုက်ပုံမှာမသိရင်ကိုကအခုကမွဲတေးနေသလိုလိုပါလို့နဲ့တော့ပေါ့လားနော်စိုးလင်ဘယ်တော့မှမွဲဖို့မရှိဘူးဘာဖြစ်လို့လဲတိလားဘဒုပေါ်မှာစိတ်ရုပ်စိတ်မှာမထားလို့နော်ဘဒုပေါ်မှာယနေ့ချိန်ထိစိုးလွင်ကြောင့်ဒုက္ခရောက်သွားတယ်စိုးလွင်ကြောင့်တည်သွားတယ်စိုးလွင်ကြောင့်ဘဝပြတ်သွားတယ်စိုးလွင်လိန်သွားတာခံလိုက်ရပါတယ်ဆိုတဲ့လူရှင်းရင်ဂုံးမှာဆွဲလာပြကိုသာလိန်ခံလာတာသူများဘတော်မှမဟုတ်တဲ့စိတ်မထားဘူးအဲ့ဒါပဲအဓိကအဲ့ဒီစိတ်တာထားကျွန်တော်တို့တေချာပေါက်အောင်မြင်လိုက်မယ်နော်အဲ့လိုမျိုးဟိုသူများဒုက္ခရောက်တာကြည့်ပြီးပီတိဖြစ်တာတို့သူများကျမ်းသာတာကြည့်ပြီးဒေါသဖြစ်တာတို့သွားမလုံးနဲ့အဲ့ဒါကောင်းတဲ့စိတ်ဓာတ်မဟုတ်ဘူးနော်အဲ့ဒါပြင်ပြတာပါနည်းနည်းပါးပါလေးလာအောင်လို့သူများကိုဗလိမ့်ကျင်လို့ရှင်